August လအစရဲ့ holiday မှာ Eclair Cafe ဆိုင်လေးနဲ့ဝိုင်းချုံမအကျော်ဆိုင်ကိုသွားခဲ့ပါတယ်။ရောင်မချောချောလေးတွေနဲ့ပေါ့နော်။အရင်ဆုံးဒီ cafe ဆိုင်ကနေမြင်ရတဲ့ view လေးကအရန်ဝင်မှတာရတယ်ပေါ့နော်။ပြီးတော့ဒီဆိုင်ရဲ့ decoration လေးကအရန်လှတယ်။ဓာတ်ပုံလေးရိုက်လို့အရန်ကောင်းပါတယ်။ဆိုင်လေးစာကတော့ကန်တော်ကြီးမျှော်စင်ကျွန်းမှာပါ။ဒီဆိုင်ရဲ့ဒီ signature coffee နဲ့အစားအသောက်တွေကလည်းစားရတာအရသာရှိရပေါ့နော်ဈေးလေးလည်းအနေတော့ပါပဲပြီးတော့ဝိုင်းချုံမှာကြော်ဆိုင်အောင်သွားစားခဲ့တယ်ဒါပထမဆုံးရောက်ဖူးတာပေါ့နော်သွားမယ်နဲ့အခုမှပဲရောက်ဖြစ်ပါတယ်သူ့အကျော်လေးတွေကလေဟိုစီတန့်တန့်လေးနဲ့ကြော်ထားတာကိုတွေ့ရတယ်ပြီးတော့ဒီကျွတ်ရွပြီးတော့စားကောင်းနေရောပေါ့နော်ပြီးတော့အချင်းလေးလည်းမစိုးဘူးယူနွေးချက်လေးလည်းတောက်လို့ကောင်းတယ်ပြီးတော့ဒီမှာအကျော်အပြင်မှာကောင်းချင်းတုံမုတ်ဖတ်ထုတ်ပေါ့နော်အဲ့လိုမျိုးလေးလည်းရတယ်ပြီးတော့သူအကျော်တပန်းကို1000စွန်းစွန်းလောက်ပဲပေးရတာဆိုတော့သူစားတဲ့ဒီ quality ဘိုင်းနဲ့ပေးရတဲ့ဈေးနဲ့ဆိုတော့မစိုးပေါ့နော်အဆင်ပြေပါတယ်ဆိုင်လေးစာကတော့တည်ပြီးသားဖြစ်မယ်ပေါ့နော်သူကအမှတ်30မဟာဗန်လာလမ်းနဲ့ရွှေကုန်းသီရိလမ်းတောင်38ရပ်ကွက်မြောက်တခုံပါအခုစားနေရတော့ဒီမှာလူစားများတဲ့မြစ်ကျော်ပေါ့နော်စားကြည့်ရတော့မစိုးတော်တော်လေးစားကောင်းတယ်ဒါကတော့ရုံးပရိသီကျော်ပေါ့နော်ရုံးပရိသီနုနုလေးနဲ့အပြင်ကမုံနဲ့ကျွတ်လေးနဲ့ဆိုတော့စားကောင်းနေရမ်းမယ်စားလိုက်ရင်နှွေးချမ်းလေးတောက်လိုက်နဲ့အစင်ပြေးနေရောအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက် blog တွေမှာတွေ့ပါမယ်နော် bye